ဒီကိုရီအားလုံးပဲမြင်လာပါဒါ Super Sunday ရဲ့ရွေးချက်မှုလေးကတော့လုံးဝ share ပဲဗျာဒါမနေ့ကညကျွန်တော်10ပွဲရေးပေးခဲ့တာဒါ9ပွဲထိအဆင်ပြေခဲ့ပါတယ် BIB ကညီကိုတွေလည်း all win ခဲ့ပါတယ်ဒါ free channel ညီကိုတွေလည်းအဆင်ပြေလိမ့်မယ်လို့ထင်ပါတယ်ဒီနေ့မှာတော့ Premier League ပွဲစဉ်ဒါ Palace နဲ့ Watson ပွဲလေးကိုတပွဲကောင်းလေးရွေးပေးထားပါတယ်ဒီလိုပွဲလေးလိုချင်တော့ကျေးဇူးပြုပြီးတော့ Tele Channel လေးကို join ထားပေးပါလင်းလေးကတော့ profile လေးမှာကြည့်လို့ရပါတယ်ဒါ Palace ကတော့အိမ်ဝင်းမှာဒါ level 20ကျော်ပေးထားပြီးတော့ဂိုးပေါင်းတွေနေရတော့380ပေးထားတယ်Palace ကအဆင့်73မှာရက်တည်နေပြီမဲ့ဒါနောက်ဆုံးအဆင့်ကနေဒါနောက်တစ်ဆင့်ဥရောပဝင်ခွင့်ရဖို့တော့ခွင့်ရရှိနေပါသေးတယ်။နောက်ဆုံးလိ3ပွဲမှာလည်းဒါ9မှတ်ရထားတယ်။အရင်ဘက်ကဒါ Fiorentina ကို2-1နဲ့ရှုံးခဲ့ပြီးမဲ့ဒါနှစ်ကြော်ပေါင်းဒါ4-2နဲ့နိုင်ပြီးတော့ semi final နဲ့တက်ထားတယ်။ခုရဒီမှာအိမ်ဝင်4ပွဲပဲနိုင်ပြီးတော့ဒါ9ပွဲတည်ကြထားတယ်။16ကိုရတယ်ဒါ19ကိုတော့ပြန်ပေးထားရတယ်။ဒါ Watson ကတော့လက်ကျန်6ပွဲလို့မှာတန်းစင်းစုံနဲ့ကျွန်တော်တို့တမတ်ပဲကွာတော့တယ်။နောက်ဆုံး5ပွဲမှာတပွဲပဲဒါဝူကို4စီးနဲ့ပြန်နိုင်ထားတာပေါ့နော်အဝေးကွင်း15ပွဲမှာဒါ5ပွဲနိုင်3ပွဲတည်ရင်နဲ့ကျွန်တော်တို့9ပွဲထိတောင်ရှုံးထားတယ်ဗျအဝေးကွင်းမှာ28ဂိုးရပြီး19ဂိုးပေးထားရတာကဒါခန်းစစ်ကလည်းဒါနောက်ပိုင်းပွဲစဉ်တွေမှာတော့ဂိုးပြတ်ရှုံးနေတာတော့တတိထားရမယ်ဒီပွဲမှာပဲလေးကိုနိုင်ရင်တော့ဒါတန်းစင်းစုံနဲ့4မှတ်အကွာလောက်ပြန်ရောက်မှာမလို့ဒါအသက်ရှူချောင်းပဲနေထားပါကျွန်တော်လူစင်မန်းကိုကြည့်မယ်ဆိုရင်ဒါ Palace ဘက်မှာ Angastia နဲ့ Wharton တို့လိုဒီကကစားသမားတွေဒဏ်ရာကြောင့်မပါဝင်နိုင်ဘူးဒါ Watson ဘက်မှာတော့ဒဏ်ရာပြဿနာမရှိဘူးဒါ Buwan Summervey နဲ့ဒါ Castellano တို့လိုတိုက်စစ်အင်အားပြည့်ပါလာမှာပါဟတ်တူဝက်ကိုကြည့်မယ်ဆိုရင်ဒါနောက်ဆုံးတွေးဆုံမှု9ချိန်မှာဒါ Palace က2ပွဲနိုင်ဒါ Watson က1ပွဲနိုင်ပြီးတော့ဒါ2ပွဲတည်ကြထားတယ်ဒါကျွန်တော်တို့ဒါရင်တော့ဒါ73ပွဲလောက်တွေ့ထားတာမှာ12ပွဲလောက်ထိတော့ဒါ2သိန်းလုံးကဒါဂိုးတွေပြန်လဲတွင်းထားရတယ် Palace အနေနဲ့ဒါအိမ်ဝင်းမှာပုံစံကောင်းပြနေတာကြောင့်ဒါ Watson ကိုထိန်းချုပ်နိုင်ဖို့တော့ခွင့်ရပိုများပါတယ် Watson ကတော့ဒါတန်းစင်းဆောင်ကလွတ်ဖို့အသေးတန်ဒါကစားလာနိုင်တာကြောင့်အပြန်လန်ကိုတွင်းကြမဲ့ပွဲမျိုးလည်းဖြစ်နိုင်ပါတယ်ဒါမင်းညပွဲတွေကလည်းကိုပေါ်ထားတာများတော့ဒီနေ့ရောကိုပေါ်ချပေးမလားပေါ့နော်ဒါရွေးချယ်မှုလေးကိုတော့ကျွန်တော် channel လေးမှာပဲတင်ပေးသွားပါမယ်ကြည့်ရှုအားပေးတဲ့ညီကိုတယောက်စီတိုင်းကိုအားလုံးပဲကျေးဇူးတင်ပါတယ်ညီကိုတွေအားလုံးပဲခွက်လက်ဖြစ်ပါစေဗျ